level မှာဒါ this is ဆိုကြီးနဲ့ဘာကြီးခုနေလို့ပဲမသိဘူးခံစားရတဲ့ဒီခံစားမှုကြီးကလည်းအရန်ဆူးတယ်ဗျာနော်ဘာလို့ဆိုတော့ဒါကိုကြီးကိုတိုင်ကလည်းဒီ level ကို this is ဆိုကြီးဖြစ်နေတာယူကိုကြီးဒါ9လ6လလောက်ကိုကြီးခံစားခဲ့ရဘူးလေပေါ့နော်ကိုကြီးကဘာကြောင့်အဲ့လိုမျိုးဖြစ်ခဲ့ရဆိုရင်ကိုကြီးကတော့ဒါအရက်တွေအလွန်ကျွံတောက်ခဲ့တယ်လွန်ခဲ့သော10စုနှစ်လောက်ကကိုကြီးကဒီအရက်ကိုဒါဒီညနေတိုင်းဆိုလို့ရှိရင်ပေါ့ကွာနော်လူငယ်တပါးပါဆိုတော့ဒါဒီဘယ်လိုပဲစိတ်ပန်းဖြစ်ရဆိုပြီးတော့တောက်ရအချင်းကနေပြီးကိုကြီး10စုနှစ်လောက်ထိရက်ကိုဒါတောက်ခဲ့လိုက်တယ်အဲ့လိုချိန်မှာဘာကြီးထိခဲ့လဲဆိုကိုကြီးဒီအဆိုင်ကအချက်ပြလာတယ်ပေါ့နော်ဆိုင်ကအချက်ပြလာတယ် level မှာကိုကြီးတိစုနဲ့ဘာမှမဆိုတော့ဘာကိုညိုတွေဒါဆိုင်ဝင်ပြောကြဆိုလို့ကျွန်တော် refresh ဖြစ်တာပေါ့နော်အစာတွေအပေါ်ပြန်တက်နေတဲ့ပေါ့ကတ်တွေများပြီးတော့အစာရင်ပေါ်ပြန်တတ်တဲ့လက္ခဏာမျိုးဖြစ်နေတာဘာလို့လဲဆိုတော့ကိုကြီးလည်း GRD ထဲမှာလက္ခဏာတွေမှာပါတယ်ပေါ့ဒီလိုရှင်9-6လောက်အဲ့လိုပဲဖြစ်ခဲ့တယ်ပေါ့ဒါပေမဲ့ကိုကြီးအရင်တော့ကတော့ဒါမျိုးကအစာအိမ်ယောဂလာပါဆိုတော့ကိုကြီးမသိခဲ့ဘူးပေါ့ကျမကြီးဘဟုတုဒလည်းကိုကြီးမှမရှိဘူးကျမကြီးဘဟုတုဒလည်းရှိသိတယ်ဆိုတာလေကိုကြီးတို့လွန်ခဲ့တော့ဒီတစ်နှစ်လောက်ကမှာပေါ့နော်တစ်နှစ်လောက်ကမှမန်လေး2နှစ်လောက်ကပေါ့နော်မန်လေးရောက်ပြီးတော့မသိသေးဘူးဒါပေမဲ့တစ်နှစ်လွန်ခဲ့တော့တစ်နှစ်လောက်ကပဲထားပါနော်အဲ့ကြမှာကိုကြီးတို့ဒီ supplement တွေအရင်တော့ကိုကြီးတို့ရောင်းဒါပေမဲ့အဆိုင်နဲ့ပတ်သက်တယ်ကိုကြီးတို့မသိဘူးဒါပေမဲ့ one shot တဲ့ဟာတွေနဲ့တော့ကိုကြီးတို့နေမပါသိတယ်ပေါ့နော်အဓိကကိုကြီးကျမကြီးကတိတာကိုဒီ supplement ရောင်းတဲ့ company ပေါ့နော်အဲ့မှာလုတ်ခဲ့လို့ကိုကြီးအခုလိုမျိုးဒါကျမကြီးဘူးတုဒလေးတိလာတာအဲ့ဒါနေမှာကိုကြီးဒါလေးလာတဲ့အခါမှာအော်ငါ့ဒီဖြစ်နေတဲ့လက္ခဏာကဒါကြီးကလေးတွေဖြစ်နေတယ်ပေါ့နော်ပြီးအဆိုင်ယောဂါတော့တေချာနေပြီအဆိုင်ယောဂါတေချာနေပြီဆိုတော့ကိုကြီးလည်းကြမ်းရတာပေါ့နော်နေရခက်တာတော်တော်လေးနေရခက်တယ်ဗျာတိလားရေမျိုးတဲ့ခါလဲဒီမှာတိဆုနဲ့ထမင်းစားပြီးအဓိကကိုကြီးဘာလို့ဆိုထမင်းနေအများကြီးတင်းဝနေအောင်စားတဲ့အချိန်ဆိုလို့ချင်းပို့ပြီးတော့ခံရတယ်ခါကျရင်ကိုကြီးအသက်ရှူရတယ်ဗချက်တာလို့ချွဲချက်တာလို့နဲ့အရန်ခံစားရတယ်ဒီလိုမျိုးခံစားတာကြာလာတော့ကိုကြီးလည်းမနေနိုင်တော့ဘူးပေါ့နော်အဲ့လိုမနေနိုင်တာနဲ့ကိုကြီးလည်းဒါကိုကြီးရဲ့ကုမ္ပဏီကကိုကြီးတို့ကုမ္ပဏီကနေမှထုတ်ထားတယ်ဒီရှားသန်းလက်ပတ်ပလင်းလေးပေါ့နော်ပလင်းလေးကိုကိုကြီးရန်ကုန်ကနေလမ်းမာလိုက်တယ်မှာပြီးတော့ကိုကြီးဒီရောက်လာတဲ့အချိန်မှာကိုကြီးမရောက်ချက်ချင်းပဲနော်တောက်လိုက်တယ်သူတို့မှမြင်ပြမယ်အချင်းခွက်လေးပါတယ်ပေါ့နော်ဒီချင်းခွက်လေးနဲ့ကိုကြီးကဒီမှာဒီလို3အမှန်ခွန်းချင်းခွက်လေးနဲ့ကိုကြီးကတရက်ကို4ချိန်မှာတစ်ခါကျရင်လည်းကိုကြီးကတစ်ခွက်တောက်တယ်တစ်ခါလဲအချိန်တောက်တဲ့အားများတဲ့ခါကျရင်တစ်ခါကျရင်လည်း2ချိန်တောက်တယ်နော်တောက်ရတဲ့ကိုကြီးကအစာစားပြီးတောက်တယ်အစာမစားခင်နဲ့တောက်တယ်စက်ကင်းပေါ်တဲ့ချိန်တောက်တဲ့အတွက်ကြောင့်ကိုကြီးကဘယ်လောက်နဲ့သိတာလဲဆိုတော့4ရက်လောက်နဲ့ကိုကြီးသိတာနဲ့အသက်သာလာခဲ့တယ်ကိုကြီးကတော့အရှိတုန်းကလည်းတခြားသောတက်စာကြီးတောက်ခဲ့တယ်ပေါ့နော်အဓိကတော့ကိုကြီးတွေဥတန့်ရှင်နေဖို့လို့လေကိုကြီးကဥအတန့်ဥအရင်တန့်တဲ့အတွက်ကြောင့်မို့လို့ပို့ပြီးတော့ထိရောက်မှုကမြန်ဆန်စေတာပေါ့နော်အဲ့ဒါနဲ့ကိုကြီးက9-6လောက်ခံစားခဲ့ရတဲ့ဝေဒနာကြီးကကိုကြီး4-5ရက်တစ်ပတ်လောက်နဲ့ကိုကြီးသိတာနဲ့တက်လာခဲ့တာဒီရှားသောလက်ပတ်ကြောင့်မို့ပေါ့နော်အဲကြောင့်မို့အခုကြည့်နေတဲ့မိတ်ဆွေတို့အကူတို့မှာလည်းဘယ်မှာတစ်ဆုကြီးဖြစ်နေတာကြာနေပြီဘယ်လိုမှအဆင်မပြေနိုင်ဘူးခဏခဏဖြစ်နေတဲ့ဒီအဆိုင်မှာဒီမှန်မောင်းကြည့်ရတယ်ဘာမှမရှိဘူးเนาะဖြစ်နေရဆိုလို့ရှိရင်တော့ကိုကြီးဒီမှာဒီရှောင်းလက်ပတ်အထုပ်လေးရှိပါသေးတယ်သူကတော့ကိုကြီးတွေတရက်ကို3ညနေ4ချိန်တောက်သုံးပြပါကိုကြီးတစ်ပတ်အတွင်းတိတာထူးခြားရလက်တစ်ခုရရှိလိမ့်မယ်เนาะသူကလောဆယ်ကိုကြီးဒီမှာဆိုလို့ရှိရင်တော့ဒါ promotion လေးရှိပါတယ်ဒီလထဲမှာ